ဒီနေ့တော့ကျွန်တော်ကလေးတွေကို adjective order လေးတွေဒီနေ့မှားတဲ့အမှားလေးတွေကတချို့တော့ကိုကျွန်တော် share လေးပြန်လုပ်ပြချင်ပါတယ်ဒီမှာကျွန်တော်စာကြောင်းလေး2ကြောင်းရေးထားတယ်သင်းငယ်တော့အနီရောင်2ကောင်ငယ်ရွယ်လှပတော့မိန်းကလေး2ယောက်ဟုတ်ပါပြီဒီစာကြောင်းလေးမတော်ရင်ကျွန်တော်ဗီဒီယိုလေးခဏလေးရက်စာအုပ်လေးမှာချရေးကြည့်ပါလားကလေးလေးကိုယ့်အိမ်မှာသားလေးတွေတပီးလေးတွေတင်နေတယ်ဆိုရင်လည်းတစ်ချက်တော့ရေးခိုင်းကြည့်ပါသူတို့ရှိကဘာအဖြစ်ထွက်လာမလဲကျွန်တော်ရှိမှာတော့ကလေးတွေကမျိုးစုံရေးကြတယ်ဘာကြောင့်ဒီမျိုးရေးတယ်ဆိုတော့သူတို့မသိဘူးအဲ့တော့ကျွန်တော်ကသူတို့တိတိကျကျလေးသိသိချင်တာအဲ့စာကြောင်းကြောင်းကိုရေးတော့မယ်ဆိုရင် adjective တွေကသူ့ order တိုင်းသူသွားပါတယ်အသေးငယ်တော့အနီရောင်2ကောင်အဲ့တော့သေးတယ်ကြီးတယ်ဆိုတော့ကျွန်တော်ကဘာပြောချင်တာလဲအရွယ်အစားကိုပြောချင်တာ size အနီရောင်အနှက်ရောင်ဒါတွေကဘာပြောတာလဲ color ငါအမြူသမျှကို noun ခေါ်တယ်ဆိုတော့ noun ပေါ့2ကောင်တစ်ကောင်2ကောင်3ကောင်4ကောင်ဒီဒါတွေကနာရရှိမှလာတဲ့ determiner တွေပါအဲ့ကြောင့်ဒီကောင်ဒီ determiner ပေါ့အဲ့တော့ငယ်ရွယ်တယ်ဆိုတာကအရွယ်စားသေးတော့ပြောချင်တာမဟုတ်အသက်ကိုပြောချင်တာ age လှတယ်မလှဘူးအဲ့ဒါတွေကကိုယ့်ရဲ့ထင်မြင်စာချက်ပုံမှာမူတည်တယ်သူများတို့တော့မလှဘူးကိုယ့်တို့လှရင်လှတယ်ပေါ့အဲ့ကြောင့်မို့ဒါဟာ opinion ထင်မြင်စာချက်ပါအဲ့တော့အမြူသမျှကို noun ခေါ်တယ်ဆိုတော့ noun ပေါ့ဒီကောင်ကတော့ determiner okay အဲ့လိုမျိုးဆိုကျွန်တော်တို့ကနာမ်တစ်ခုကိုနာမဥဒေသနာ2ခု3ခုနဲ့အထူးပြုတဲ့အခါမှာ adjective order သူ့ order တိုင်းသွားတယ်အဲ့ဒါ determiner တွေယူမှာပြီးတော့မှ opinion size age shape color origin material noun သူ့အစီအစဉ်တိုင်းသွားမယ်အဲ့တော့သူ့အစီအစဉ်တိုင်းသွားမယ်ဆိုတော့ဒီမှာကြည့်လိုက်တော့ determiner တွေယူလာမယ်ဆိုတော့2ကောင်ဆိုတော့ true ပြီးသွားပြီဆိုရင်သင်းငယ်တော့နီရောင်ငှက်ပေါ့အဲ့ဒီမှာ opinion ပါလားမပါဘူးနော် opinion မပါရင်ကြော်လိုက် size ပါလားပါတယ်သင်းငယ်တော့ဆို small size h ပါလားမပါဘူးကြော်လိုက် shape ပါလားမပါဘူးနော် color ပါလားပါတဲ့အနီရောင်ဆိုတော့ red အဲ့တော့နောက်ဆုံးက origin material မပါဘူးနောက်မှကျွန်တော်ဆိုတော့ birds အဲ့တော့ two small rabbits နောက်ကကြတော့ငယ်ရွယ်လက်ပါတော့ main ကလေး2ယောက် determiner တွေရင်ဆုံးလာမယ်ဆိုတော့ two ပြီးရင် opinion ပါလား opinion ပါတယ် opinion ဆိုတာလှပတော့ beautiful size opinion ပြီးရင် size ပါလားမပါဘူး age ပါတယ် age ကငယ်ရွယ်တော့ young opinion size shape color origin material မပါဘူး noun ပါဆိုတော့ girls 2ယောက်မလို့ girl မှာ s ပါအဲ့လိုဆိုတော့အဓိကပြောချင်တာကဒီမှာဆိုရင်နာမဝိသေနာမ်တစ်ခုကိုနာမဝိသေသနာ2ခု3ခုနဲ့အထူးပြုတဲ့အခါမှာ determiner opinion size shape color origin material เนาะသူ့အစီအစဉ်တိုင်းတွေသွားမယ်ဆိုရင်တော့ grade တော့မှားနိုင်ပါဘူးဟုတ်တစုံတရာအကျိုးရှိမယ်လို့တော့ယုံကြည်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်